တဲ့2020တုန်းကကျွန်တော်မလေးရှား conference မှာကျွန်တော်ကို Prophet Jeremy Nelson က symbol ခေါ်ပြီးတော့သူဝတ်တဲ့ Jackin Angie အဲ့တုန်းကတော့ကျွန်တော်ကအလွန်ပိန်တော့ကျွန်တော်အတွက်ခေါင်းဝင်လို့ဖြစ်နေတယ်ဒါပေမဲ့အခုကနှစ်ယောက်ကနည်းနည်းတူကန်နေပြီအဲ့တော့ကျွန်တော်ဒီဝတ်လုံကျွန်တော်ရပြီးတဲ့အချိန်ကျွန်တော်ကိုဘုရားသခင်က2020 February မှာဘုရားကကျွန်တော်ဝတ်လုံပေးတယ်အဲ့ဒီဝတ်လုံရပြီးနောက်ပိုင်း2020 March လမှာကျွန်တော်မြန်မာပြည်ကိုစပြန်ခွင့်ရတယ်ပြန်လာပြီးတော့ကျွန်တော် lockdown နဲ့ lockdown လည်းရည်ရွယ်ချက်ရှိပါတယ်မြန်မာပြည်ထဲမှာဧဝံဂေလိဟောဖို့အတွက်ဘုရားပြန်လာခိုင်းတာဖြစ်တယ်အာမင်အဲ့တော့ဝတ်လုံနဲ့အတူကျွန်တော် prophecy ပေးတယ်ဧဝံဂေလိတရားဟောပွဲတွေများစွာဟောရမယ်မြန်မာပြည်အနှံ့တိုင်းနိုင်ငံအနှံ့မှာအဲ့ဒီကနေစပြီးတော့ကျွန်တော်ဘဝရဲ့ transition အပြောင်းလဲကာလရောက်လာတယ်အဲ့ဒီနေ့လာတဲ့သူတွေရောဘဝမှာအပြောင်းလဲကာလဆိုတာရှိတယ်ဖခင်ကကျွန်တော်တို့ကိုချိန်လိုက်တာကျွန်တော်တို့ရဲ့ဘဝကိုဘုရားကတစ်စစ်ချိုလှဲ့လိုက်တဲ့ကာလရှိတယ်ပုံမှန်ကာလကိုသွားပြီးတစ္ဆာရှိရတဲ့ကာလလည်းရှိတယ်နှစ်ပေါင်းများစွာတစ္ဆာရှိပြီးစက္ကန့်တဲ့ကာလရှိသလိုတစ်စစ်ချိုလမ်းကြောင်းပြောင်းလိုက်တဲ့ကာလလည်းရှိတယ်